မြတ်စွာဘုရားလူတို့ရဲ့အခြေခံကိုယ်ကျင့်တရားတွေကိုခုလို17မျိုးဟောပြတာပဲဖြစ်တယ်နော်သူများပစ္စည်းနံပါတ်1သူများပစ္စည်းမခိုးရဘူးနံပါတ်2ဟောလိမ်မပြောရဘူးနံပါတ်3ရှားတုဂုံသိမ်းစည်းစိမ်ဥစ္စာရှားရှိလာတဲ့အခါမှာမရစ်မှုရဘူးနံပါတ်4တရားသဖြင့်ပစ္စည်းဥစ္စာကိုရှာဖွေရမယ်နံပါတ်5ကောက်ချစ်ဆင်းလဲတဲ့နီးနဲ့ပစ္စည်းဥစ္စာမရှာရဘူးနံပါတ်6နော်ပစ္စည်းဥစ္စာတွေရလာတဲ့အခါမှာဒီရှင်မှုမေးလျော့ခြင်းမလုပ်ရဘူးမရှင်မှုရဘူးတို့ဆိုလိုတယ်နံပါတ်9စိတ်ဓာတ်တည်ငြိမ်မှုရှိရမယ်နံပါတ်10ယုံကြည်မှုခိုင်မြဲရမယ်နံပါတ်3ကိုတယောက်တည်းကိုဘယ်တော့မှမသုံးပါနဲ့အများနဲ့မျှဝေပြီးကိုမိသားစုနဲ့မျှဝေပြီးကုသိုလ်ကောင်းမှုလုပ်ပြီးတော့လုပ်ပါကိုရှာထားတဲ့ပစ္စည်းဥစ္စာကိုကုသိုလ်ကောင်းမှုလုပ်ပါနံပါတ်10မျက်မှောက်မှာပဲဖြစ်စေ၊ကွယ်ရမှာပဲဖြစ်စေသူတော်စင်သူတော်မြတ်တွေကိုတွားပြီးတော့မပြစ်မှားမိပါစေနဲ့ပြစ်မှားတဲ့အလုပ်ကိုမလုပ်ပါနဲ့နံပါတ်17ပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းပြောဆိုတာဒါလူတွေအတွက်အခြေခံကိုချင်းတရားတွေကိုမြတ်စွာဘုရားဟောပြောတာပဲဖြစ်တယ်လူလောကမှာအခြေခံအားဖြင့်လူတွေရဲ့ကိုချင်းတရားဆိုတာအခုပြောခဲ့တဲ့အချက်တွေပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာသောအဖြစ်ဒီအခြေခံကြတဲ့ကိုချင်းတရားတွေကိုတို့တွေရရှိအောင်ကြိုးစားကြရမှာလို့စိတ်ထဲမှာနှလုံးသွင်းထားဖို့ဖြစ်တယ်